expert ကားစီရတာခဏကိုရတလောင်းတမဖြစ်ဘူးအကြိုက်မထိုင်တဲ့အတွက်ဒီတစ်ခေါက်တော့ရန်ကုန်ကနေနေပြီးတော့9နာရီခွဲပဲကြာတယ်စပိန်နိုင်ငံထုတ်တဲ့ရထားကိုစီးလိုက်တယ်ရန်ကုန်ကနေပြီးတော့မှလက်မှတ်ဖြတ်တယ်ရန်ကုန်ကနေပြီးတော့2800ကျတယ်ပေါ့နော်12နာရီစထွက်တယ်ဟို9နာရီခွဲလောက်ရောက်တယ်နောက်ပြီးတော့ aircon ပါတဲ့အတွက်စီရတာတော့1000ဖြစ်တယ်ရထားပေါ်မှာအစားအသောက်တွေပါလာရောင်းတာမျိုးရှိရပေါ့နော်ဒီရထားကနေပြီးတော့မှရောင်းတာခောက်သွဲပြုတ်တွေပါမုတ်ကျုပ်ကြော်တွေနောက်ပြီးအာလူးကြော်တို့ကော်ဖီတို့ငါးရီကွန်ကြော်တို့အဲ့လိုမျိုးတွေလာပြီးတော့မှရောင်းတာတွေရှိရပေါ့နော်ဒီနေရာလေးအားဆိုရင်ဓာတ်ပုံရိုက်လို့ရှိရင်အရင်လာတယ်မသိရင်နိုင်ငံခြားရောက်သွားသလိုပဲဒီနေရာမှာဓာတ်ပုံနေတော့ရိုက်ခဲ့သေးတယ်ဒီတွေကတော့အိမ်ကနေပြီးတော့မှထမင်းဘူးထည့်သွားတယ်ညီမနှစ်ယောက်သွားတာဆိုတော့လေကိုစားချင်တာလေးလောက်သွားတယ်ရထားပေါ်ရောက်တဲ့အချိန်12နာရီလောက်မှထမင်းနေစားတယ်မုံနေစားတယ်ပေါ့နော်ကားစီးရင်じゃအဲ့လိုမျိုးအေးစစ်စစ်လဲစားလို့မရဘူးလောနဲ့လောက်ရတယ်ပြီးတော့ toilet ခဏသွားတယ်သူအတွက်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်toilet ပါတဲ့အတွက်ပေါ့နော်ကားနဲ့ဆိုရင်ကြတော့အဲ့လို1000မဖြစ်တဲ့အတွက်ဒီတစ်ခေါက်တော့ဒီရထားလေးနဲ့ပထမအဆုံးသွားကြည့်လိုက်တာပေါ့နော်ဘတ်ဆိုတော့အင်္ဂါညီမကတော့အတကုံအိတ်ပါလီရောကိုကတော့ခီးသွားရင်မအိတ်တက်တော့မအိတ်ဖြစ်ဘူး9နာရီခွဲလောက်ရောက်တယ်ဆိုတော့အဆင်ပြေတယ်သူကမနေ့6နာရီတစီးထွက်တယ်နေ့လယ်12နာရီတစီးထွက်တယ်2စီးထွက်တာပေါ့နော်